ဒါအပြင်ကိုပဲဒီမှုကိစ္စနဲ့ပတ်သက်ပြီးတော့မှထဲထဲဝင်သိရှိကြတဲ့ပညာရှင်ကြီးတွေလူကြီးတွေလူငယ်တွေလူလက်တွေအများကြီးရှိပါတယ်သူတို့ကိုလည်းပဲကျွန်တော်တို့ရဲ့မိဘပြည်သူတွေကိုဒီကိစ္စနဲ့ပတ်သက်ပြီးတော့မှသမိုင်းကြောင်းကစပြီးတော့ခြေခြေမြင့်မြင့်နဲ့သိရှိနိုင်အောင်နောက်ဘာတွေဖြစ်လာနိုင်မလဲဆိုတဲ့အကျိုးဆက်တွေကိုလည်းပြည်သူတွေနားလည်လာအောင်ဝိုင်းပြီးတော့မှရှင်းလင်းပြောပြဆွေးနွေးပေးကြဖို့လည်းပဲကျွန်တော်မေတ္တာရပ်ခံချင်ပါတယ်။များပြည်သူတွေအနေနဲ့ကတော့ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့လုပ်ငန်းအဖွဲ့နဲ့တသွေးတသားတဲ့နဲ့ပူးပေါင်းပြီးတော့မှဆက်ပြီးတော့ထောက်ခံအားပေးသွားကြပါလို့လည်းပဲကျွန်တော်မေတ္တာရပ်ခံပါတယ်။ဘာကြောင့်လဲဆိုတော့ဒီကိစ္စတကယ်တမ်းပြောရမယ်ဆိုလို့ရှင်တော့ဒီအမှန်ရှုပ်ထွေးလာတဲ့ဇလန်ကြီးတစ်ပုဒ်တည်းကအခန်းကဏ္ဍလေးတစ်ခုပဲဖြစ်ပါတယ် A part of the political drama ပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒီကိစ္စနဲ့တည်းပဲဒီဇလန်ကပြီးသွားအောင်မှမဟုတ်သေးပါဘူးကျွန်တော်ဆက်ပြီးတော့မှစူးစမ်းပြီးတော့မှကိုယ်နိုင်ငံရဲ့အကျိုးစီးပွားကိုယ်နိုင်ငံရဲ့တည်ရန်ခိုင်မြဲအတွက်ကိုကာကွယ်သွားကြအောင်မှဖြစ်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ဒီနေရာမှာရောက်နေတာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ကိုယ်တိုင်ရဲ့နိုင်ငံရဲ့အကျိုးစီးပွားကိုကာကွယ်တာဖြစ်တယ်လို့နောက်လာနောက်သားတွေအတွက်လည်းပဲကျွန်တော်တို့ရဲ့နိုင်ငံကြီးဆက်လက်ပြီးတော့မှတည်ရန်ခိုင်မြဲအတွက်ကိုလည်းပဲကာကွယ်နေရတာဖြစ်ပါတယ်ကျွန်တော်ဒီမှာလာပြီးတော့မှပြင်ပန်းပန်းနဲ့စူးစမ်းပြီးမှကာကွယ်နေရဆိုတော့ညာလည်းပဲကျွန်တော်တို့ရဲ့ပင်ပန်းနေတဲ့ကလေးတွေကျွန်တော်တို့ပို့ပြီးမှဆွလွတ်ဆွစားတဲ့ကလေးတွေလည်းကျွန်တော်နိုင်ငံမှာကိုယ်နိုင်ငံကိုကာကွယ်နေကြတဲ့သူရဲကောင်းတွေအများကြီးရှိပါတယ်သူတို့နဲ့စားလို့ရှိရင်ကျွန်တော်ဘယ်တော့မှပင်ပန်းတယ်လို့မဆိုနိုင်ပါဘူးကျွန်တော်ကအရေးထဲမှာနေရပါသေးတယ်ပုံမှန်နေရစားပါသေးတယ်ပုံမှန်အိပ်ရပါသေးတယ်တချို့ကဒီတဲ့ပို့ပြီးမှခက်ခဲကြမ်းတမ်းပင်ပန်းတဲ့ဘဝနဲ့တိုင်းပြည်ကိုကာကွယ်နေကြတာဖြစ်ပါတယ်သူတို့ကိုလေးစားသောအဖြစ်ကျွန်တော်ဆက်ပြီးတော့စူးစမ်းပါမယ်ကျွန်တော်တို့လည်းပဲအားလုံးကဝိုင်းဝန်းပြီးတော့မှဆက်လက်ပြီးတော့မှအားပေးထောက်ခံကြဖို့မေတ္တာရပ်ခံပါတယ်ခင်ဗျာသောတာရှင်မိဘပြည်သူအားလုံးကိုယ်စိတ်နှပြချမ်းသာကြပါစေ